สวัสดีครับทุกคนအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တနေ့ကိုထိုင်းကရိယာ9လုံးသင်ပေးသွားတဲ့အစီအစဉ်ကိုအပိုင်း2အနေနဲ့တွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လိုက်ပြီးတော့လေ့လာကြအောင်ခင်ဗျာနံပါတ်1ကကိန်း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 ဆိုတာတော်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာကိန်းကိန်းကိန်းဆိုတာတော်သည်လို့အဓိပ္ပာယ်ရပါတယ်ဒုတိယအလုံးကတော့ဒီဒေါ်ဒိတ်ဆလီဒေါ်အီဒီဆိုတဲ့အဓိပ္ပာယ်ကကောင်းသည်လို့အဓိပ္ပာယ်ရပါခင်ဗျာဒီကောင်းသည်လို့အဓိပ္ပာယ်ရပါတယ်နောက်တစ်လုံးကတော့ရောအေးမိုက်ဆိုတာကဆိုးသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဆိုးသည်လို့အဓိပ္ပာယ်ရပါတယ်ဆိုးသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ကလူဝါဆိုတာကြောက်သည်လို့အဓိပ္ပာယ်ရပါတယ်ကလူဝါဆိုတာကြောက်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာကလူဝါကြောက်သည်လို့အဓိပ္ပာယ်ရပါတယ်နောက်တစ်လုံးကတော့ကလာဆိုတာတတိရှိတယ်တတိရှိသည်လို့အဓိပ္ပာယ်ရပါတယ်ကလာတတိရှိသည်ရေစမ်းတတိရှိတယ်ပေါ့နော်ကလာတတိရှိသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျပြန်ဆိုကြည့်လိုက်အောင်ခင်ဗျကိန်းဆိုတာတော်သည်လို့အဓိပ္ပာယ်ရတယ်ကိန်းတော်သည်လို့အဓိပ္ပာယ်ရပါတယ်နောက်တစ်လုံးကဒီကောင်းသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျနောက်တစ်လုံးကတော့ရဲဆိုတာဆိုးသည်လို့အဓိပ္ပာယ်ရပါတယ်ဆိုးသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျနောက်တစ်လုံးကတော့ကလူဝါဆိုတာကကြောက်သည်လို့အဓိပ္ပာယ်ရပါတယ်ကလူဝါကြောက်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျနောက်တစ်လုံးကတော့ကလာဆိုတာတတိရှိသည်လို့အဓိပ္ပာယ်ရပါတယ်ကလာတတိရှိသည်လို့အဓိပ္ပာယ်ရပါတယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့မယ်ခင်ဗျာ See you in the next video bye bye